အားလုံးပဲမင်္ဂလာပါเนาะကိုမများအားလုံးပဲမင်္ဂလာပါလက်မလေးထောင်ပေးပါ channel ကို subscribe လုပ်ပေးပါเนาะဝင်လာတဲ့ကိုမတယောက်ချင်းဒီတိုင်းလက်မလေးတယောက်ချက်ထောင်မယ် channel ကို subscribe လုပ်မယ်လူလန်းနေတာတွေ့ရတယ်ဟုတ်ကဲ့ပါเนาะ64အနှစ်ကြီးပဲတိတ်သွားတာเนาะအကုန်လုံးရတာပါဒါတော့ထွေထူးပြောနေကြမလို့เนาะရတာမရတာရချင်းမရချင်းနဲ့ပေါက်ချင်းတဲ့เนาะပြောချင်တာညီချင်းမညီချင်းเนาะမှန်ချင်းမမှန်ချင်းเนาะကျွန်တော်ချမ်းမာရေးမကောင်းတဲ့အချိန်မှာကျွန်တော်မလုပ်ပေးနိုင်ခဲ့တဲ့အချိန်မှာကောင်းတဲ့အချိန်ကျွန်တော်ပြန်လုပ်ပေးတယ်ဒါကကျွန်တော်လုပ်ပေးနိုင်တဲ့အရာပဲကျွန်တော်ဘာတွေလုပ်ပေးခဲ့တယ်ဆိုတာကိုကျွန်တော်ပြန်ပြောနေမှာမဟုတ်ဘူးကျွန်တော်ရှေ့လျှောက်ပြီးဘာလုပ်ပေးနိုင်တယ်လုပ်ပေးနိုင်သလားလုပ်ပေးမယ်ဆိုတဲ့အရာကိုပဲကျွန်တော်ပြောချင်တယ်เนาะနောက်မှကျွန်တော်ကငါဘာလုပ်ခဲ့ပေးတာကျွန်တော်ရွှေကြီးဆောင်းခဲ့တာတွေကျွန်တော်ပြောနေတာလည်းမဟုတ်ဘူးပြောလည်းပြောမှာမဟုတ်ဘူးเนาะယနေ့ချိန်ထိကျွန်တော်ဦးထွန်းမင်းရဲ့လိုရက်တီလာတာเนาะနာမည်ပြက်လည်းလုံးဝမရှိဘူးเนาะကိုဆရာရဲ့အနေအထားဟန်ပန်ကိုဆရာတော်ဖြစ်တယ်เนาะကျွန်တော်ဆရာမဟုတ်ပါဘူးเนาะကိုယုံကြည်တဲ့လူတစ်ယောက်ရဲ့အနေအထားဟန်ပန်သူ့ရဲ့မူတွေကိုမှတ်သားပါအဲ့ဒါကိုမတွေအတွက်အကောင်းဆုံးရပဲလို့ကျွန်တော်သင်ပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့မူမရှိတဲ့လူတွေက channel တွေပြတ်သွားရင်နာမည်ကျန်ခဲ့တဲ့အကြောင်းမရှိဘူးเนาะဘာကြောင့်လဲဆိုရင်ဒီလူဟာနောက်လူတွေအတွက်ဘာမှလုပ်ပေးခဲ့တာမရှိဘူးသူရှိနေတဲ့အချိန်မှာသူလုပ်ပေးမယ်သူမရှိတော့ချိန်ကျရင်မလုပ်ပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တို့ကရှင်းလေးပဲယနေ့ချိန်ဒီဦးထွန်းမဲ့လို့ရက်တိလာတာဘာတောင်ချင်းမြောက်ချင်းနဲ့အောင်မြင်ခဲ့တာလည်းမဟုတ်ဘူးကျွန်တော်မူတွေနဲ့တင်ပေးပြီးတော့မူတွေနဲ့ပဲနာမည်ရလာခဲ့တာဦးထွန်းမင်းမူဆိုရင်မသိရလို့မရှိတော့ပဲမသိဘူးလို့သူဒီလောကထဲမှာမသိဘူးလို့ပြောတဲ့လူတွေလိန်နေတာပဲဖြစ်လိမ့်မယ်နော်အဲ့တော့ဆိုရင်ကောင်းသိပါလိမ့်မယ်ပိန်သွားတဲ့ဆရာကြီးကျွန်တော်ပိန်လုံးအားကြီးလို့ကျွန်တော်လိုက်လွှင့်ရင်လက်တူနဲ့မလွှင့်တာကျွန်တော်ဘယ်လောက်ပိန်သွားလဲဆိုတာကိုကျွန်တော်မပြချင်လို့ကျွန်တော်လက်တူနဲ့လိုက်လွှင့်တာကျွန်တော်ဘယ်လောက်ပူနေပြီလေကျွန်တော်လက်ရှိနေပဲလွှင့်တာဒါမှကျွန်တော်ပိန်နေဆိုတာဘယ်လိုသိမှာဟုတ်တယ်မလားနော်ကျွန်တော်လက်တူလေးနဲ့ဖမ်းလွှင့်လိုက်တယ်ဆိုရင်ဆရာဘယ်လောက်ပိန်သွားလဲဆိုတာသိတာပဲအဖွဲ့ဝင်မနက်ဖြန်တနင်္ဂနွေကျွန်တော်လူတွေကျွန်တော်ပြောစောကြီးဝင်တာဘာဖြစ်လို့လဲဒီနေ့ဝင်တာဘာဖြစ်လဲဝင်အနားနီးမှလောက်တော့နော်အဲ့လိုမျိုးလေတခါလေကြတော့လေလူပြောရမှာမသိတနင်္လာနေ10နာရီခွဲထိပဲ10နာရီခွဲနောက်ပိုင်းဘာမှဖုန်းလည်းမဆက်နဲ့ကျွန်တော်ဆက်လက်လည်းမပို့နဲ့ကျွန်တော်လက်မခံနော်တနင်္လာနေ10နာရီခွဲထိပဲဒီဘက်ကအင်္ဂါနေ့ပိတ်တယ်နော်ကျွန်တော်ဖွဲ့ဝင်ခေါ်တယ်အခွေတလိုင်းပဲပေးမယ်4ရက်တွင်နော်အခုမကြော်မဟုတ်တော့ဘူးဘာကြောင့်လဲအင်္ဂါပိတ်ထားလို့နော်အဲ့ဒါ4ရက်တွင်ဆော့မယ်ဆော့နိုင်လာလို့ရတယ်မဆော့နိုင်မလားနဲ့ဟုတ်ပြီနော်ဒါကကျွန်တော်ပူပွင့်လင်းပဲပြောတယ်ကျွန်တော်ဘယ်တော့မှအကူမတွေမလိမ့်တစ်ပတ်လည်းမလုပ်မညာလိမ့်ပတ်ပြီးမှစားမယ်လို့ကျွန်တော်မလုပ်နော်မစားရင်နေပြီငတ်နေလိုက်နော်မစားရလိုက်ကြပါပြီနော်မစားရလည်းကြပြီဆိုတာစိတ်ဝင်တက်လာတယ်ထမင်းမစားရကြနေငတ်နေနော်အဲ့လိုဖြစ်နေကဲလမ်းမလေးထောင် channel ကို subscribe လုပ်နော်အားလုံးပဲအဆင်ပြေတယ်မလား64နော်အဆင်ပြေမှာပါမအဆင်မပြေတဲ့အကြောင်းမရှိဦးထွန်းမဲမူမှာမူကိုသိလို့တော့ခင်ဗျားတို့ငွေတွင်းမယ်ရှင်းလေးပဲဦးထွန်းမဲမူတွေမှတ်ထားတဲ့လူကငွေတွင်းမယ်ကျန်တာတွေဘာမှတွေးစရာမလိုဘူးနော်ဟုတ်တယ်မလားဦးထွန်းမဲရဲ့မူတွေဒီငွေတွင်းအပေါ်ကနန်းတူဘရိတ်တူမူဘာထွက်သွားလဲ3.5ဘရိတ်ဟုတ်လား1-4-4-1ကနန်းတူဘရိတ်တူအပေါ်အောင်မူဟာရန်ကောင်းနော်ရတာမရတော့မသိဘူးရန်တော့ကောင်းတာပဲဒီတစ်ပတ်လုံးမှာဆိုတော်တော်များများပေါက်ပါတယ်မပေါက်လို့ဆက်မူကတော့ကျွန်တော်စစ်ပြကြတော့မလို့ထင်တယ်ကျွန်တော်ခဏလေးစစ်ပြထားတယ်အဲ့ဒီမူတွေကလေနော်တရားစစ်ပြကြတော့မလို့ channel လေးကခုမှပြန်ပွင့်ထားတာဆိုတော့ထက်ထီလို့တော့မဖြစ်ဘူးပေါ့နော်မိမှာပါ80မိမယ်ဗျာပြီး4ခွန်မိမယ်ဗျာ33မိမယ်နော်38မိမယ်38တစ်ချက်ပြန်မိမယ်38နဲ့ channel ပြတ်သွားနော်19မမိဘူးထားလိုက်14မမိဘူး42မမိဘူး42ကမိတယ်2ပိုင်း6ပိုင်းမိတယ်ပြီးတော့41ပြန်ထွက်တယ်14လင်မရကနန်းမသိဘူးလားမသိရင်မရဘူးသိရလူရတယ်ဒါရှင်းလေးပဲနော်သိရလူရတယ်ပေါ့မသိရလူမရဘူးဒါ14ကဘယ်ရထွက်လဲဆိုတော့41ကဘယ်ရပြန်ထွက်လဲဆိုတာကိုသိရလူရတယ်မသိရလူမရဘူးနော်အဲ့ဒီမှာအပေါ်မှာ15အပေါ်မှာ14ရောအဲ့3ခုမူက38ပေါင်းထွက်တာအဲ့ဒီကတော့လှတယ်ကနန်းထွက်တာ
နော်46 64အလှဆုံး break ကိုတုံညာ break ညနေကိုအပိုင်ဖမ်းလာအဲ့လိုရိုက်တာနော်ဟိုကောင်းဝင်မဲ့လဲမျက်စိတော့ဆက်တာပေါ့ဗျာနော်ဒါလေးကြောက်ရလဲအကောင်းလုံးနေတော့မျက်စိဆက် main ကွက်တွေပြန်ညှိတယ်ဒီပဲနော်အခွေထဲမှာဆိုလဲ33နဲ့38 main စတားလေးရှယ်ကြီးညှိရပေါ့နော်အဲ့ဒါတွေကကျွန်တော်မပြောဘူးဆိုပြန်ပြောနေပြီနော်ဘာလုပ်ပေးနိုင်ဘာလုပ်ပေးခဲ့လဲဆိုတာတော့မပြောချင်ဘူးဆိုတာပြောရတာပဲနော်ဘာတွေလုပ်ပေးခဲ့လဲဆိုတာကိုတော့မပြောချင်ဘူးဘာထပ်ပြီးလုပ်ပေးနိုင်တယ်ဆိုတာကိုပဲလုပ်ပြချင်တယ်ဒီပဲပြောချင်တာနော်ကြရလုံးပဲကုမာရီနော်အဖို့ဝင်မဲ့ကုမာရီကမနက်ဖြန်တနင်္ဂနွေနေ့စောစောတော့ဝင်ပြကျွန်တော်ပြောချင်တာကအနိုင်ဒီမှတနင်္ဂနွေနေ့မနက်ဖြန်ကြာလဲကျွန်တော် live လွှင့်အောင်ပါအဲ့ live လွှင့်တဲ့ရှင်ကြားမှာကပ်ပြီးဝင်တာမျိုးကြတော့ကျွန်တော်ပြန်ပို့တဲ့ရှင်ကြားကြီးဘယ်နည်းဖြစ်မလိမ့်မယ်ကျွန်တော်ကမနက်ပိုင်းကစပြီးတော့မနက်ပိုင်းကနေစပြီးမူလဲစလေးပို့တာရတယ်မနက်တနင်္လာနေ့10 နာရီခွဲထိဝင်လို့ရတယ်နော်တနင်္လာနေ့10 နာရီခွဲထိဝင်လို့ရတယ်မနက်ဖြန်တော့ကျွန်တော်နေ့တိုင်းပဲတည်တယ်လွှင့်ပေးပါဗောနော်နေ့တိုင်းကကျွန်တော်လွှင့်လို့ရရင်တော့ကျွန်တော်နေ့တိုင်းလွှင့်ပေးမယ်နော်လွှင့်လို့မရရင်တော့ကျွန်တော်လည်းမတက်နိုင်ဘူးဘာကြောင့်လဲဆိုရင် channel တွေကမသေးချာနော်ဘယ်ရမှမသေးချာပါဘူးလူလည်းဒီတိုင်းပဲမသေးချာဘူးအခုမြင်နေရတယ်နောက်နေ့သိပါပဲနော်မသေးချာဘူးဘယ်ရမှမသေးချာနော်အားလုံးပဲကုမာရီဒါဆိုရင်ပါဝါပိတ်တဲ့6လေးပါဝါပိတ်တဲ့မူရဟုတ်6လေး3ည break ပိတ်တဲ့မူရဒီ6 break 30တင်က60 65 main ပေါ့ဒီ6 break လိုက်မယ်ပြောချင်တာအဲ့လိုဒီ6 break လိုက်မယ်30တင်က60 65 main ထားပြီးရင်အပူပါပါပေါ်အောင်မူ3မူ8ဘူး38 338 3388 38အပြီးရှင်းမူနှစ်ချက်ရှိတယ်ပေးတယ်ကိုကျွန်တော်မစောနဲ့ပိတ်ရရှိမစောနဲ့ဒါရှင်းလေးပဲကျွန်တော်ကပိတ်စောကျင်တယ်ဆိုပါဆော့ကျွန်တော်ပြောပြီးသားပေးတယ်စောကျင်တယ်ဆိုပါဆော့ပိတ်ရရှိတိုင်းကျွန်တော်ပေးတယ်ကိုစောဖို့ဘယ်တော့မှအားမပေးဘူးပေးရမရှိရင်တော့မှကျွန်တော်စောခိုင်းတယ်ဒါပေမဲ့ကျွန်တော်တို့ယနေ့ချိန်ထိတော့ပေးလာတဲ့ပေးရတဲ့တစ်နေ့ချောင်းမှာတပတ်ဖောက်ပြီးသွားပြီနော်အဲ့ဒါတော့မြေကြီးလက်ကမလွယ်ပဲဟုတ်ပြီလားနော်ကဲအားလုံးပဲကုမာရီအဖို့ဝင်မဲ့ကုလူတွေငွေလဲစလေးဖို့မယ်ဖုန်းမစစ်သမားတွေငွေမလဲခင်ဖုန်းဆက်မယ်ငွေလဲပြီးဖုန်းဆက်မယ်တတိတီကတော့ကျွန်တော်ဒီဘက်အကွက်များလိမ့်မယ်ဗျာထိုးခြင်းနဲ့ဆိုရင်တော့ထိုးကျွန်တော်ရေးပေးမယ်နော်တတိလေးတော့တစ်ချက်စက်ဝင်ဆွဲရိုက်သွားလိုက်အောင်တတိလေးကဒီဘက်အကွက်နည်းနည်းများတယ်ဗျာကျွန်တော်လည်းထုတ်ထားတာတွေးတဲ့အကွက်ကတော့ကျွန်တော်လည်းထုတ်ထားပေးတာပါနော်တတိလေးယူအောင်မစင်းနဲ့အောင်နော်ဘယ်ဝင်ဒီရှိတော့မဝင်ဒီရှိတော့ဘာမှမစင်းသားနဲ့ဖောက်ဝင်လဲရတယ်ဖုံးဝင်လဲရတယ်နော်ဝင်ပါလို့လဲတဲတိုင်ဘလူးမမခေါ်ဘူးဝင်ခြင်းလဲရတယ်ကျွန်တော်ရှင်းလေးအဲ့လိုသွားတာပတ်စံရပါစေသူပြီးတော့အဲ့လိုမျိုးလုံနေတာမဟုတ်တာလို့လုံနေတာမဟုတ်ဗျဝါသနာပါလို့လုံနေတာစေနာပါလို့လုံပေးနေတာဒါတော့ဆိုရင်သိရပြီနော်ကျွန်တော်ကတော့ကိုမတွေကိုဘာမှတော့ထေထူးထူးပြောနေမှာမဟုတ်ဘူးနော်စေနာရှိတော့ကျွန်တော်အကောင်းဆုံးလုပ်ပေးမှာပဲနော်တတိတီကတော့ဒီဘက်6ကွက်ထိုးလိုက်တဲပဲထိုးပါမာနဲ့နော်ကန်ကောင်းရင်တဲပဲဝင်လိုက်မယ်မကန်မအောင်ရင်တော့မပေါက်ဒါရှင်းလေးမြစ်ကျင်းတီပေါက်မဲ့ရမဟုတ်နော်တတိထိုးမဲ့ဆိုဒါလေးထိုး99522 338 138 135 480နော်တတိတီကအဲ့မှာမြင်းပြထားပြီးတဲ့995နဲ့480ကတော့ဒီဘက် main ဆိုပေါ့နော် channel 4ကွက်ကတော့ထည့်ဆော်လိုက်ကနန်း6ကွက်ပေါ့ရပြီလားတတိတီရပြီနော်အဲ့လိုဆိုရပါပြီနော်ဒီလည်းရပြီဒူးဒီလည်းရပြီနော်ဘာလုံးမလဲကိုယ့်ရဲ့ဆုံးဖြတ်ချက်ကကိုယ့်ပုံမှာဘာလုံးမလဲနော်ကိုလုံးမဲ့ပြီးဆုံးတိုင်အောင်လုပ်ဖို့လို့နော်ဒါကကျွန်တော်ပြောနေကြစကားပါပဲနော်ဒီဘက်ကအခွေတိုင်းပဲသွားမယ်အဖို့ဝင်မှန်ရင်အခွေတိုင်းပဲရောက်မှာပတ်တိပိုင်ကျွန်တော်မဟုတ်အခွေတိုင်းပဲပို့ပေးမှာနော်အဖို့ဝင်တွေအားလုံးဒီဘက်ကျွန်တော်အခွေတိုင်းပဲပို့ပေးမယ်လိုင်းဘောကကိုမကြီးကတော့ကျွန်တော်မူလေးရှိတယ်ဒီပရိတ်6ပရိတ်ရှိတယ်3ရှိပြီးရှင်းလေးရှိတယ်ဘာမှမများဘူးစောကျင်တယ်စောလို့ရတယ်မစောကျင်မစောနဲ့နော်အားလုံးပဲပါတယ်ဗျာဒီလောက်ပဲနော်မနက်ဖြန်ညကျရင်ကျွန်တော်နေ့တိုက်လေးလွှင့်လို့ရရင် like channel လွှင့်လို့ရရင်လွှင့်ပေးမယ်
နော်ဘိုင်ဘိုင်